Okay မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်ဘာပြောမလဲဆိုရင် operator အကြောင်းတွေကိုသွားတော့မယ်ဗျဟုတ်ပြီနော်ကျွန်တော်တို့ data type တွေstring နဲ့အရင်တစ်ခေါက်ကပြောခဲ့ပြီ data type မျိုးစားတယ်နော်number type ကိုလည်းတခြားပြောခဲ့တယ်ပြီးရင်ကျွန်တော်တို့ string data type ပြီးရင်တော့ boolean ဆိုပေါင်းပြောမယ် okay ဒီခေါက်မှာကျွန်တော်တို့ပြောမယ့်အကြောင်းအရာဘာလဲဆိုတော့ operator မှာ operator ဒီလဲကျွန်တော်တို့ programming မှာအရေးကြီးတယ်ဗျာဟုတ်ပြီနော်ဘာဖြစ်လို့လဲသူတို့ကြာကျွန်တော်တို့ဘယ်သဘောကိုစောင့်မလဲဆိုတော့ data information and data ပေါ့နော် information နဲ့ data management ပေါ့ဟုတ်လား information နဲ့ data management ပေါ့ဗျာ data တွေကျွန်တော်တို့ပြောခဲ့တဲ့ data type တွေ boolean တွေ string တွေအကြမ်းမြင်နော် number တွေအဲ့ဒီဟာတွေကိုသူကဘာလုပ်ပါလဲ control and management control မှာဟုတ်ပါ1ဆိုတဲ့ data type တွေလဲ1ဆိုတာလဲ number data type ဟုတ်လားသွားသည်ဆိုတဲ့စာလေးတွေလဲအဲ့ဒီနှစ်ခုတွေပေါင်းတာလားမြောက်တာလားရှင်းကြည့်မှာလားအဲ့ဒီလုံးတဲ့ဟာတွေကျွန်တော်ဘာလို့ခေါ်မလဲဆို operator လို့ခေါ်မယ်ဟုတ်မလား operator control လုပ်မယ်တင်းတဲ့တက်ကိုကျွန်တော်ဘာလုပ်မှာလဲပေါင်းမှာလားမြောက်မှာလားစားမှာလားဒီတိုင်းတက်ကြည့်ဆိုဒီတိုင်းလုပ်လို့မရဘူးတခုခုတော့လုပ်နေမှာဟုတ်မလားအဲ့ဒါတွေလုပ်ဖို့လဲကျွန်တော်တို့အခြေခံနေနဲ့ဘာတွေလုပ်လဲဆိုရင် operator တွေလုပ်တယ် okay အဲ့တော့သွားလိုက်ကြဆို operator မှာကျွန်တော်တို့ Python မှာတော့ category လိုက်စုထားတယ်ဗောနော် arithmetic ရှိတယ် arithmetic ဆိုတဲ့သင်္ချာပိုင်းဆိုင်တွေပေါင်းတော့မြောက်စားတွေ relation တွေဆိုတဲ့ဆက်စပ်မှုဟာတွေနော် logic ပိုင်းဆိုင်ရာတွေပြီးတော့ build why ပြီး assignment ပြီး memberships ပြီးတော့ if as label entity ခွဲခြားတဲ့ဟာတွေunary ဆိုပြီးတော့ဘာတွေပြောင်းထားလဲဘာတွေ category ဘယ်နှခုခွဲထားလဲဆို1 2 3 4 5 6 7 8ဟုတ်ကဲ့နော်အခြေခံ category လေးပေါ့ဟုတ်နော်အခြေခံမဟုတ်ပါဘူးဒါသူ့ရဲ့ Python programming language မှာရှိနေကျွန်တော်တို့ Python အခုက Python 3ရတယ်သူ Python 3 point ဘလောက်3.8 point ဘာတက်သွားတာဖြစ်ဖြစ်အဲ့ဒီမှာသူ့ရဲ့ဥစ္စာတွေတော့လိုက်ပြောင်းသွားမယ်ဟုတ်ကဲ့နော်တိုးချင်တိုးလာမယ်ရောချင်ရောလာ operator တွေဒီအများအားတော့မမှန်ဟုတ်ကဲ့ဟုတ်ပြီကျွန်တော်တို့ဒီပါကြည့်မယ်operator ဒါရင်တော့ arithmetic သွားမယ်ဘာမှမခံဘူးဒီမှာပေါင်းနှုတ်မြောက်စားဒါပေမဲ့စားလာတော့ဟိုလိုစားမဟုတ်ဘူး back slash နဲ့ sorry forward slash နဲ့ forward slash သင်ကြည့်တာဟုတ်ပါတော့အစားလို့ပဲဟုတ်နော်ဒါအမြောက်ကလည်းဟိုလိုမြောက်အောင်ပါနော် S5 ကိုပြောပါတော့အမြောက်နေရတယ်တော့ကြက်ချီကကိုမြောက်အောင်ဟုတ်နော်ပြီးတော့ modulus အတွင်းတွက်တဲ့ဟာတွေဒါ percent ရာခိုင်နှုန်းတွေက modulus နေရာမှာကိုစားပြီးမယ်ဒါကတော့ကျွန်တော်တို့ H4 နဲ့ဟုတ်လား H4 နဲ့ထပ်กินသွားကြည့်လေငါ့ကိုနှစ်နဲ့မြောက်တာမဟုတ်ဘူးငါ့ကိုနှစ်ခါမြောက်တာ9လီ20အဲ့ဒီပုံစံ H4 နဲ့ထပ်กินနေဟုတ်လား H4 နဲ့နောက်တစ်ခုဒီကောင်လေးကတော့ integer division လို့ခေါ်တယ်ဒီကောင်အနီးစက်စုံကိုပြရတယ်ဟုတ်လားအနီးစက်စုံကိုပြတယ်ငါ့ကိုနှစ်နဲ့စားလို့မပြတ်ဘူးလေမပြတ်ရင်တော့အနီးဆုံးဟောင်းပြနှစ်နဲ့ဒီ4နဲ့သွားတာဟို point နေမထည့်တော့အဲ့ဒီဟောင်းက integer division အနီးဆုံး gain ပြုတ်သူပြရတယ်ဒီ operator arithmetic မှာ operator ဘယ်နှခုရှိလဲ1 2 3 4 5 6 9အားလုံး9မျိုး okay ဒါနမူနာကတော့ဒီမှာပေါင်းရင်7ရမယ်နှုတ်ရတာရှေ့မှာလည်းနည်းနည်းလက်စလေးတွေလုပ်ခဲ့ okay ဒါပေမဲ့ကျွန်တော်အပြည့်စုံနမူနာလေးပြအောင်နော်ဟုတ်ပြီကြည့်မယ်ဒါ modulus ကလည်းဒီနေ့9ကိုနေတိုင်းတိတ်ကျွင်းတယ်လေဟုတ်လားအဲ့ဒါ modulus ပြင်တာ H4 နဲ့ကဲလက်တွေ့လေးသွားလိုက်ကြဆိုပဲကြည့်မယ်လက်တွေ့တရားလေးကျွန်တော်မရေးသေးဘူးရေးထားတဲ့ဟာလေးပြမယ် A ဆိုတဲ့ variable name လေးယူပြီးတော့ memory ပေါ်မှာဘာကိုတင်လိုက်တော့ X ဆိုတဲ့တန်ဖိုးလေးတင်တယ် B ဆိုတဲ့ variable လေးယူပြီးတော့ကျွန်တော်တို့ memory မှာ2ဆိုတဲ့တန်ဖိုးလေးတင်အဲ့နှစ်ခုကျွန်တော်တို့ A နဲ့ B နဲ့ဘာလို့မလဲဒီမှာဆိုရင် addition ပေါင်းမယ်ဆို plus operator နှုတ်မယ်ဆို minus ညောင်းမယ်ဆို s' လေးမှတ်ထားမလား s' မြောင်းနေလွဲနေပြီ designer ဆိုလွဲနေပြီပြီးရင်တော့ division စားမယ်ဆိုတာ forward slash ပြီးရင်တော့ reminder ဒါ integer division ဆို forward slash နှစ်ကြောင်းဟုတ်နော်forward slash နှစ်ခုနဲ့ဒီ s' နှစ်ခုက Python မှာပဲများသောအားဖြင့်တွေ့တယ်ဟုတ်လားတခြား language မှာလည်းရှိတယ်နည်းနည်းတော့ရှာမလားဒါ H4 နဲ့မြောက်တယ်ဟာ okay အဲ့မှာကျွန်တော်ကဘာပြောချင်လဲဒီ SCP လေးကိုထပ်ရှင်းပြတာအရင်တစ်ခေါက်မှလည်းကျွန်တော်ရှင်းပြတာနော်ဒီနဲ့ကြာကိုပုံမှန်ဆိုရင်တော့ဒီ parameter နှစ်ခုရဲ့ကြာမှာ base slash က automatic ရှိတယ် base slash မဟုတ်ဘူးကွာကျဲချင်တယ်ဆိုတက်ဆိုတက်ကိုကျဲတဲ့နေရာဒီမှာထားလို့ရတယ်ဖြတ်ချင်လည်းဖြတ်လို့ရတယ် okay မနော်ဒါကတော့နမူနာဒီ source ပုံစံလေးတော့တစ်ခါလေးပြထားတာဆိုတော့ဒါကသူ့ရဲ့ official documentation တွေဟာဒီပုံစံကိုတော့ set ဖြတ်ပြီးတစ်ခါ set ဖြတ်ပြီးတစ်ခါပြမယ်အခုဒါ start မှတ်ထားတယ်ကြည့်တာ okay contrast channel run ကြည့်မယ် okay command line down နဲ့ရတာ run mode ဟုတ်ပြီရှင်းတဲ့ပေါင်းနဲ့10ဟုတ်မလားရှင်းတဲ့တော့6ရတာလေသူ့ရဲ့ဟွာလေးနဲ့ tab ကကျွန်တော်ပါဒီ code ထဲမှာခံတာနော်ဒါလိုလေးလိုက်ရိုက်ပြီဟောကြည့်တာ string တွေကိုကျွန်တော်တို့ဘာလုပ်တာလဲ parameter နှစ်ခုထည့်ဒီမှာ comma parameter တစ်ခုနှစ်ခု comma တစ်ခု parameter တစ်ခုပဲနော်တစ်ခုနှစ်ခု3ခု4ခု5ခု6ခုဒါဒီကျွန်တော်တို့ arithmetic လွယ်ပါတယ်ဒါအများတန်းလဲဆိုရင်ဒါနားမလည်လို့လည်းမရဘူး okay နော် okay မနော်ဟုတ်ပြီဒါကြည့်မယ်ဒါ source မှတ်ထည့်တဲ့အတွက်ကျွန်တော်တို့
ဒါကျွန်တော် source အကျိုးကျေးဇူးလို့ပြရင် SCP set ရဒီမှာ set ပုံမှန်ဒီဘက်အဖွင့်နဲ့ဒီဘက်ဟာတကယ်ဆိုကတ်နေရမှာလေဒါများတော့ဒီလိုချဲတယ်ဆိုတော့တကယ်ကြမှာမရှိဘူးဟုတ်နော်ဒီလိုကတ်နေရမှာဒီလိုကဘာဖြစ်လို့သူကတာဝါပိုင်သွင်းရဲ့ Wikipedia ပိုင်သွင်းရဲ့နမူနာလေးကျွန်တော်ကောက်ပြီးတော့ထည့်ထားလိုက်တာဒီ set အတိတ်ပဲလို့ကျွန်တော်နားလဲနေကျွန်တော်ဟုတ်နော်ကျွန်တော်ရှင်းမှပြောခဲ့တယ်ဒါကြည့်ဒီလိုနှစ်ခုရှင်းကြည့်လိုက်ဒီလိုနှစ်ခုရှင်းကြည့်လိုက်ကုတ်ကြောင်းနဲ့ရှင်းကြည့်လိုက်အားကြမှာပို့ပြီးတော့နားလဲရှင်းမှလည်းတစ်ခါပြောခဲ့တယ်နော်နည်းနည်းလေးစိတ်ထဲရှင်းသိချင်လို့ဟုတ်တယ်ဒါကြည့်โอเคဒါကြည့်ကောမန်နှစ်ခုကြည့်ဒီမှာပါရာမီတာတစ်ခုနဲ့တစ်ခုကြာဘတ်စလက်ကဒီဘတ်စလက်ကိုခံထားလို့မဟုတ်ဘူးဒါဘတ်စလက်ပူးလိုက်လေရတယ်ဘာမှမဖြစ်ဟုတ်နော်ဘတ်စလက်ကတ်ထားလေရတယ်ဘာမှမဖြစ်ဒါပေမဲ့ run လိုက်တိုင်းသွားပါရာမီတာတစ်ခုနဲ့တစ်ခုကြာမှာဘတ်စလက်က automatic ခံတယ်ကိုကဒီလိုဘတ်စလက်ကိုဖြတ်ချင်နေဆိုရင်ဒီလို self တွေနဲ့ဖြတ်လို့ရတဲ့ဒီဟွာလေးနဲ့ command လေးနဲ့ scp equal ဘာမှမထည့်နေတိုင်းလာတာလေဟုတ်နော်ဒါဆိုအဆင်ပြေသွားတယ်โอเคနော်โอเค control channel ပြန် run ကြည့်မယ်โอ้တွေ့လားဒီနှစ်ခုဘာဖြစ်သွားလဲကတ်သွားတယ်သူ့ရဲ့ default ချထားတဲ့ buslet တွေ buslet နေရာကိုကျွန်တော်တို့မချင်တာ string ဘိုင်းမှာဒါဒီ scp လေးရေးချင် scp တို့ဟုတ်နော်โอเคဒါကျွန်တော်တို့ arithmetic operator ဘယ်နှခုလဲဆို9ခု1 2 3 4 5 6 9ဟုတ်ထူးခြားမှာဘာထူးခြားမလဲဆို integer division နဲ့ကျွန်တော် exponent ဟုတ်နော် exponent ဘာနှစ်ခုနဲ့သွားလဲဆိုရင် s' နှစ်ခုပူပြီးရေးတာနှစ်ထပ်မြောက်တာโอเคမနော်โอเคအဲ့ဒါဆိုကျွန်တော်တို့ arithmetic operator လေးရမလို့နေတယ်နော်โอเค thank you ဗျာ